ဟုတ်လားလိုက်တော့ပါတဲစုကဒီကတ်တွေလည်းတော်တော်ပြပါဘာလို့လဲအမဂိမ်းညံတော်တော်တောင်းတာများတဲစုကနေတိုင်းစော့နေတာမဟုတ်ပါနော်ခိုးစော့ညဘက်ဆိုလို့ရှိရင်လည်းအိတ်ပေါက်1 နာရီ 2 နာရီပြောမယ်ဆို1 နာရီခွဲလောက်အဲ့ချိန်မှာတဲစုကအိတ်ပါခဲကိုစကားရှိမပြောပါဘူးခဲတော့ပြင်လဲကြည့်ပါမိုးတော်တော်ချုပ်ပါပြီရှင်တဲစုဒီရန်ကုန်ဘက်ဒီနေမျက်လုံးအဲ့လိုလေအမောင်နဲ့သွားလိုက်ခါကြည့်တယ်အဲ့မျက်လုံးတော်တော်ဝါအမေကပြောတယ်တော့ပြန်အမေကပြန်တော့ပါပြီဒါတဲစုရဲ့အိမ်မှာပြောင်းထည့်ပေးနေရပါအခုက9 နာရီထိုးပြီပေါ့နော်အစတော့ကဒီတနေ့မနေ့ပိတ်ရဆိုတော့သူကနေလာနေတယ်ပေါ့နော်ဒီအဲ့တော့တဲစုပြင်းနေပါလေအဲ့ဒီပြောကြရှိလို့ပေါ့နော်ဒီနေ့မကနာထားတော့ဖုန်းလိုင်းကအဲ့ဖုန်းတောက်ခွဲပလိုက်တော့ဒီကအလောက်ကစားရှိလို့အကြောင်းကိုသွားတယ်ပေါ့နော်တဲစုကတော့အိမ်မှာတယောက်တည်းပဲနေခဲ့တဲစုလေးဟိုတခါတင်လိုက်တဲ့အိမ်အစိမ်းလေးနဲ့တည်ရမလားအဲ့ဒါလေးကိုအဲ့ကောင်လေးအဲ့ပြောနေတာကွာအဲ့ဒီဟာကို 1K လိုက် 1K ပြလို့ရှိရင်ကောင်းတယ်နည်းနည်းပါးပါးလေးရေးပြပါဦးနော်တဲစုမှလေးဆိုတာနေတိုင်းတင်နေပေါ့နော်ဒါမျက်စိကလည်းနည်းနည်းဝါလိုက်ကွာအားကြောင့်မလို့ပါနော်ကြောင်ဖွင့်ကလေးတဲစုဒီဒီအကောင့်တွေကိုပေါ့နော် 1K ပြည့်စီချင်ပါတယ်လို့တဲစုပြောချင်ပါတယ်နော်အဲ့ 1K မပြလို့ရှိရင်တဲစုကလည်းနည်းနည်းသိစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်အားကြောင့်မို့ပါအားကြောင့်မလို့ပါနော်တဲစုပြောတယ်ဆိုတော့အိမ်ကချစ်ကူရှိဘယ်ရောက်သွားလဲတဲ့အိမ်ကဘနော်အကွေမိုင်းညီမလေးကမီးရဲ့တခုခုရှာကြည့်ရတော့တွေ့သွားဟဲ့အခရိုင်းတော့တဲစုခေါ်လာလို့ချင်းဘာမလေးကတော့ဘုခဏခလောက်တော့ဒီတော့ငါဒီပေါင်းနေတယ်ဟာကတော့ပြင်းရပဲဝင်အဲ့ဒီဟာဘဲဝါလဲဆိုတော့အဲ့ဒါလည်းဆိုတာပေါ့နော်အစားပေါ့ဝကုန်းနေကိုတော်များများကုန်သွားပြီဘာဖြစ်လို့လဲဆိုတော့ကျောင်းမှာဆီယမစကူရှိတော်များများတို့အကြီးတွေလောက်ခိုင်းတာကွာဒါဆိုလည်းအမမသိရောအကုန်ထည့်ထားအောင်အမသူအိမ်ရောက်တော့ဟဲ့ဒီကွန်းနေပြောပါလေလို့နေငါတော့သိန်းကျိုးပဲပြရလေဟုတ်တယ်လေမင်းလေအဲ့ဒါသမီးဆီယမကစကူရှိကြီးလောက်ခိုင်းလို့ဒီမှာတော့ပြောတော့ဟဲ့လေစကူရှိကြီးဘာလို့မှလဲလို့မေးတော့မင်းကလည်းအဲ့ဒါလေးတွေကမင်းကလည်းအဲ့တခုဝယ်လို့အမေဝယ်ပေးစားမလို့သမီးချင်းနဲ့ပြောလိုက်တယ်အဲ့ဒါဘာမကောက်ကိုလောက်တာနေပြတော့ကွာအဲ့ဝကုန်းနဲ့ကုန်းကုန်းပါကုန်းကတော့ညအသေးစားတွေကိုဒါတဲစုထိုင်နဲ့ plastic တွေလည်း plastic ကိုအကြည့်လေးတွေလည်းထည့်တယ်ပြီးရင်ပြီးရင်ပိတ်စာရည်လေးတွေထည့်အဲ့ပိတ်စာရည်ကတဲစုကပေါ့နော်အန်ဒီကပြောကောတဲစုရဲ့အန်ဒီရဲ့အဲ့အန်ဒီက तू ကပိတ်စာရည်မလို့တဲ့ဟာသမီးညံကောင်းတယ် तू ကအဲ့ကျန်းတန်းကြီးလောကမျိုးပပလေးကိုပြီးတော့မဆိုအီလေးပဲတာအီလေးပဲယူပါရဲ့အဲ့လေးပဲထည့်နေကြပါတော့ပိတ်စာတော့ပို့ပြီးအီရပေါ့အဲ့ဒီဘာကတော့အဲ့ပဲဝကွန်းနဲ့အဲ့ plastic နဲ့ထည့်လို့ရှိရင်ညစ်လို့မကောင်းကွာကျဲစုပြပေးမယ်ဒီဒါဆိုဒါလေးဆိုလို့ရှိရင်ဝကွန်းနဲ့ဒီ plastic လေးထည့်တာညစ်လို့တိတ်မကောင်းပေါ့နော်ဒါလေးဆိုညစ်လို့လည်းကောင်းတယ်အဲ့ထဲမှာတက်စီလောက်တဲ့စကူရှိအသေးမွားလေးတစ်ချက်ထည့်တာပေါ့နော်ဝကွန်းနဲ့ကုန်းပါပဲပိတ်စာလေးကုန်းပါပါနော်အဲ့လိုမျိုးစိတ်ညစ်တယ်ရှေ့ဘယ်လိုလဲမသိဘူးငါခေါ်ခေါ်တဲစုကတယောက်ထဲတည်းအမဟုတ်တည်းရတာပြောတယောက်ထဲနေရတာလွတ်လပ်ရှိလို့ခံစားလို့အဲ့ဒီလုံးအမေတို့ပဲခိုင်းတာပေါ့နော်တမလို့ပါတဲစုဒီကောင်ဒီတပုတ်လေးကို 1K လဲပြည့်စင်ပါတယ်နော်တဲစုကိုလိုက်မပေးပါမလို့ကောမန့်ရေးမရလို့ရှင်လဲရတယ်အဲ့ line 1K အဲ့တောက်တယ်
ဖြန်နေပါဟာအဲ့မဟုတ်အဖိုင်လေဖဲကောင်လည်းမသိဘူးပန်းမကြထတော့လာရင်ပေါ့နော်ဒါဆိုစကွာကင်းလေအတန်လေးတဲစုတိတ်ပြီးတော့အဲ့ထဲမှာကက်ကမှာမထည့်လို့ပေါ့နော်တကယ်တော့တဆူကလည်းအဲ့ဟာကိုတိတ်ပြီးတော့ထည့်နေတယ်ဒါမဲ့တဆူကကြီးလိုက်တိုင်းကြိုက်တာကက်ထဲကိုလုံးဝမဝင်ပြဘူးတက်တော့တယ်ခဏတော့ကွာစိတ်ကအဲ့မှာရောက်ပြန်ခဏနေထဲမှာခုထဲမှာအဲ့လိုကြီးဖြစ်တော့ကွာအဲ့တိတ်ပြီးမထည့်မိဘူးအားကြောင့်မလို့လင်းအဲ့ဝင်ကြီးလေးတဆူအဲ့ဒါလေးပြောထားအဲ့ဒါကြောင်လေဟာညလေအုံးဒီတော်စားများနေသူ့ဒီမကြည့်ကြမယ်ဒီကြောင်လေးတလားအဲ့ဒီကြောင်တော့ဒုက္ခအုံးဒီလေးလုံးကုန်ပြီသူ့သူကလေအုံးဒီသေးရဲ့ပြောရင်မကောင်းအဲ့တော့ဒီကောင်လေးကိုလည်းဘန်ကေပြေးစင်ပိုင်းနော်ပြီးတော့တက်စုအိမ်ဝင်လေးဒီ YouTube မှာတင်ထားတယ်အဲ့ YouTube မှာတင်တဲ့ဟာလေးကိုလည်း 1K လေးပြောင်းလုပ်ပေးပါနော် like လေး 1K ပြီးလို့ရှိရင် comment 1K လေး comment က800ကျော်ဆိုရပြီဒီအကောင်တော့ငါပတ်ချလိုက်ရအဲ့အကောင်လုံးတင်တဲ့ဟာလေးကို comment ကို800လောက်ကျော်နေတယ်ပေါ့နော်တစ်ပုတ်ကို800ကျော်လက်ထည့်နေတယ်ပေါ့နော်ဒါလေးကိုတက်ဆိုခုနကတော့တက်ဆိုတင်လိုက်တာပေါ့နော်ဒါလေးတွေမျက်လုံးကတော်တော်မမြင်ရတော့ပါဘူးစပင်းနဲ့ပဲရှုပ်တီဘူးတာပြင်းဒီဟာလေးကိုလည်းတက်ဆိုဒီအခန့်လေးနဲ့ဒါလေးကိုဒါရိုက်ပြထားရပေါ့နော်ပြီးရင်ဒါလေးကိုပိုက်လေးကိုဒါဒီမှာကွာဒါလေးဆိုလို့ရှိရင်အပေါက်လေးဖောက်ပြီးအဲ့ထက်မှာဒါလေးကိုထည့်လိုက်တယ်ပေါ့နော်တက်ဆိုထည့်မြတ်လို့ကြပါပြီးရင်ဒီမှာဂိုင်းလေးတက်လိုက်တယ်ပေါ့နော်ကဲဂိုင်းရတာကိုလောက်စင်လို့ဒီအတိတ်လေးနဲ့ကတ်လိုက်တဲ့အဲ့ဆိုလို့ရပြီနော်အဲ့တော့မနေ့ပြန်မှပြန်တွေ့ရမယ်အခုတက်စုအိတ်လိုက်ပါမယ်နော်အဲ့လိုပိုင်းကဲအဲ့တော့မေလာsorry ဟဲ့မေလာဒီကုံသွားလို့ရှိရင်ကြောင်တနေနေရလို့ရှိရင်တက်စုအပေါ်တော့လောက်တာမလူလေငါတို့တော်ဆိုးကွာအဲ့ဒီနေစားလို့ရှိရင်ကြောင်ခနဲ့ရက်ဆိုလို့ရှိရင်ပရိသတ်ကြီးတို့ကိုချစ်ပရိသတ်ဒီကိုတက်စုကနေပြီးတော့အဲ့အကောင်လောက်တည်းကြောင်ဝဲဆောင်လေးနေနဲ့ကြောင်ပုတ်လေးကိုပြပြမယ်ပေါ့နော်တက်စုအကောင်လောက်တာစားပြပြပါမယ်အားလုံးပဲ bye bye